ရနိုင်မှာဒီဝရီကိုစီနဲ့လက်တရံပြီးရှော့ဖြစ်တယ်ကျွန်တော်ဖေးဖက်ချောင်းစီမပန်းခိုင်းလို့သွားရင်တို့ကနေဝင်တာတော့နေစီရင်စောကြတယ်ဆွေကြယူဝိုင်းရဲ့ကစုံပေါက်ပြေးတာဘာဝင်လန်းတလန်းလုံးတော့ရပါပဲဆွေကြယူဝိုင်းရဲ့ကစုံပေါက်ပြေးတာအမောင်နဲ့တို့ကညှို့ချလိုက်ရတဲ့အခါအင်းစံတွန်တူပေါ်ဒုတ်တစ်ချောင်းနဲ့ဖားရိုက်တဲ့ဝါသူပန်းသွားကူချိန်လဲလန်းကြောင်းကိုပဲမှာတွေ့တဲ့ပြိုတွေစူအောင်စာပြီးထွက်ပြေးကြတယ်ချတဲ့တုံးကပေါင်းကြခဲ့တဲ့အကြောင်းတွေတွေ့ရင်မာတကယ်ကိုပူပူနွေးနွေးသွားလိုက်တာဝေးပလဲကုန်ကြတယ်လို့ဘဝရဲ့လမ်းမကြီးပေါ်အိမ်လို့ကြုံတယ်လို့နေလဲတငယ်ချင်းတို့မမေ့နဲ့ကွာ